ဗမာတီရဲ့တမိုင်းဆိုတာအမှန်တကယ်တော့ကဘာကြီးရဲ့တမိုင်းပါပဲဒီကဘာကြီးပေါ်မှာဗမာတီလိုပဲနော်ပထဝီဒေတာအရာနိုင်ငံပေါင်းများစွာတည်ရှိကြတယ်ဒေတာတွေရှိကြတယ်တစ်ခုနဲ့တစ်ခုဆက်ဆက်နေကြတယ်အဲ့လိုပဲကဘာကြီးရဲ့တမိုင်းထဲမှာဗမာတီရဲ့တမိုင်းအိန္ဒိယတမိုင်းအစ္စလမ်ဘာသာဗြိတိရှကိုလိုနီအုပ်ချုပ်ရေးနဲ့ဆက်ဆက်နေတဲ့ကိစ္စတွေတခုရှိပါတယ်ဒါကတော့မဂိုဘီယန်ဇဗတ်ရှားပဲဖြစ်ပါတယ်ဇဗတ်ရှားကအိန္ဒိယနိုင်ငံရဲ့နောက်ဆုံးမဂိုနန်းဆက်ခဲ့ဘီယန်တစ်ပါးဖြစ်ပါတယ်သူကတော့ဒီ1859မှာဖြစ်ခဲ့တဲ့အိန္ဒိယစစ်ဘာရီပုံကံမှုကြောင့်ဗမာတီကိုနေနေနဲ့ပေးခဲ့ရခြင်းဖြစ်ပါတယ်ကိုလိုနီအုပ်ချုပ်ရေးမှာဆိုရင်ကျွန်တော်ကိုလိုနီတွေကစစ်နိုင်တဲ့နိုင်ငံတွေကဘီယန်တွေအုပ်ချုပ်သူတွေကိုတက်ပစ်တာဒုံးမုံနေနေနဲ့ပေးတာတခြားနေရာကိုရွှေ့ပြောင်းပြီးထားရှိရဲဆိုတာတော့ကမ္ဘာကိုလိုနီတမိုင်းကိုကြည့်ရင်ကျွန်တော်သိတာပါတယ်အဲ့ထဲမှာဆိုရင်လေဒီဗမာတီဒုံးမုံအိန္ဒိယပြည်နဲ့ဆက်ဆက်နေတဲ့ဗြိတိရှကိုလိုနီတွေအကျင့်ကတော့အတူတူပါပဲသူတို့ကဒီမဂိုဘီယန်မဂိုနန်းဆက်ကနောက်ဆုံးဘီယန်တစ်ပါးဖြစ်တဲ့ဇဗတ်ရှားပေါ့နော်ဇဗတ်ရှားကိုတော့သူကဗမာတီကိုပို့ခဲ့ပြီးတော့ဗမာတီရဲ့နောက်ဆုံးဘီယန်တစ်ပါးဖြစ်တဲ့တီဘိုးကိုတော့အိန္ဒိယကိုပြန်ပို့ခဲ့တာမျိုးကဒါတမိုင်းမှာကျွန်တော်တို့ထပ်တူကြတွေ့ရှိရတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်1859မတိုင်ခင်တည်းကဒီအိန္ဒိယတိုင်းငယ်လို့ခေါ်တဲ့အိန္ဒိယပေါ့နော်ဒီဒေသကြီးပေါ်မှာဗြိတိရှကိုလိုနီတွေကစပြီးနေချက်ကျူးကျော်မှုတွေလုပ်ခဲ့ကြပါပြီအဲ့တော့အိန္ဒိယရဲ့အုပ်ချုပ်ရေးလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေစစ်ရေးလုပ်ငန်းတွေကိုလုပ်တဲ့အခါမှာဗြိတိရှ်အင်ပါယာကြီးရဲ့တိုက်ရိုက်လုပ်တာမဟုတ်ဘဲနဲ့သူ့ရဲ့လက်အောက်မှာရှိနေတဲ့အရှေ့အိန္ဒိယကုမ္ပဏီပေါ့နော် British East India Company ကနေအဓိကဆောင်ရွက်ခြင်းဖြစ်ပါတယ်အဲ့တော့ British East India Company ကနေပြီးတော့မဂိုအင်ပါယာထဲမှာရှိတဲ့နေရာအနှံ့အပြားကိုသိမ်းပိုက်ထားတယ်ဒါပေမဲ့မဂိုနန်းဆက်မဂိုဘရင်ကတော့ရှိနေသေးတယ်ဒီအချိန်မှာပဲဒီနှစ်ပေါင်း100ကျော်အိန္ဒိယဒီ East India Company အောက်မှာစစ်ဘာရီတွေအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့အိန္ဒိယနိုင်ငံသားအိန္ဒိယတိုင်းသားကျွန်တော်တို့ဟိန္ဒူနဲ့မွတ်စလင်တပ်သားတွေကြားထဲမှာပြင်းထန်တဲ့ပုံကံမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအိန္ဒိယစစ်တပ်ကိုဒီမှာရှိနေတဲ့ဒီစစ်သားတွေကိုဒီ East India Company ကနေပြီးတော့စစ်တိုက်ဖို့ပေးတဲ့ကြည်စံနေနဲ့ပတ်သက်တဲ့ကောလာဟာလာကြောင့်ပါပဲ။အဲ့မှာသူကအဲ့ခေတ်ကဒီကြည်စံနေပေါ့နော်ဒီလိုပြစ်ကြတဲ့တနက်တွေကြည်ထည့်တဲ့အခါမှာသူကကြည်စံကိုဒီလိုဗဇက်နဲ့ကိုက်ပြီးဆွဲထွက်သွားတယ်ဆိုတဲ့ကိစ္စတစ်ခုရှိခဲ့ပါတယ်။အဲ့တော့အဲ့ကြည်စံနေမှာဝက်စီဒို့မဟုတ်အမဲစီတုတ်လိမ့်ထားတယ်ဆိုတဲ့ကောလာဟာလာဒီစစ်ဘာရီတွေပုံကံမှုကိုစထစ်စေမယ့်တရင်အချက်လက်တစ်ခုပါ။ဘာကြောင့်လဲဆိုတော့ဟိန္ဒူဘာသာဝင်တွေအတွက်အမဲစီဆိုတာလေဒါသူတို့အတွက်ရှောင်ကျဉ်ရတဲ့ကိစ္စတစ်ခုဖြစ်နေသလိုအစ္စလမ်ဘာသာဝင်တွေအတွက်ကလေဝက်စီဆိုတာလေသူတို့တားမြစ်ထားတဲ့အရာတစ်ခုဖြစ်နေလို့ပါပဲ။ဒါကြောင့်ဒီလိုပြဿနာမီးစာဖြစ်သွားခဲ့ပါတယ်ကျွန်တော်ရှေ့မှာတော့အစစ်နှစ်ပေါင်းများစွာကိုလိုနီအုပ်ချုပ်ရေးရဲ့ PR တွေဖိနှိပ်မှုတွေစီးပွားရေးဆိုင်ရာလူမှုရေးဆိုင်ရာလူမျိုးရေးဆိုင်ရာဖိနှိပ်မှုတွေကြားမှာပေါက်ကွဲဖို့အစင်းဖြစ်နေတဲ့ဒီစစ်ဘာရီတွေကစပြီးတော့အင်္ဂလိပ်ကိုပုံကန်ကြပါတော့တယ်ပုံကန်ပြီးတော့ကျွန်တော်တို့အမှအင်္ဂလိပ်အရာရှိတွေကိုစုလိုက်ပြုံလိုက်တက်ထက်ပြစ်တာသူတို့ရဲ့မိန်းမတွေကိုမရင်းကျင်တာဒါမျိုးပြဿနာတွေမျိုးစုံဖြစ်ကြတာပေါ့နော်စစ်ပုံကန်မှုကြီးအတွင်းမှာအဲ့မှာဒီပုံကန်သူတွေကသူတို့ရဲ့ခေါင်းဆောင်ကဒီမဂိုအင်ပါယာရဲ့နောက်ဆုံးဘုရင်ဖြစ်တဲ့ဇဗတ်ရှားကိုသူတို့ကခေါင်းဆောင်တင်နေဆိုပြီးတော့ဆိုခဲ့တဲ့အခါကျတော့အင်္ဂလိပ်ကလေဒီမဂိုအင်ပါယာထိနှင်းကြီးကိုအပိသက်ထုတ်ဖြတ်တယ်ဇဗတ်ရှားဘုရင်ရဲ့မိဖုရားတွေသားတို့တွေသမီးတို့တွေအများပြားကိုလေဒီနန်းတွင်းထဲမှာပဲအဲ့ကာလအတွင်းမှာပဲတက်ဖြတ်ပြစ်တာတွေအညောင်နေလှုပ်ဆောင်ခဲ့တယ်လို့သိရတယ်အဲ့တော့1858မှာတော့ဒီမဂိုဘီယန်ဇဗတ်ရှားကိုဗမာတီကိုနေနေနဲ့ပေးခဲ့ပါတယ်ဗမာတီကိုနေနေနဲ့ပေးခဲ့တဲ့အခါကျတော့ဇဗတ်ရှားဒီသူ့ရဲ့မိဖုရားရဲ့နောက်တစ်ခါကျတော့သမီးတို့နဲ့ညီတို့ပေါ့နော်အလုံးမောသူတို့တွေဒီဗမာတီကိုရောက်လာခဲ့တယ်ဗမာတီမှာမထင်မရှားနေရာလေးတစ်ခုမှာပဲသူတို့အင်္ဂလိပ်အစိုးရနေရာချထားပေးခဲ့တယ်အဲ့နေရာဘယ်နေရာလေးဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့မှာရှိတဲ့ရွှေကုန်းစေတီတော်ကြီးနဲ့ရွှေကုန်းစေတီတော်ကြီးရဲ့တောင်ဘက်မုတ်မှာရှိတဲ့နေရာပါအခုကိုသွားမယ်ဆိုရင်လေကျွန်တော်ရွှေကုန်းစေတီတော်ရဲ့တောင်ဘက်မုတ်ရွှေကုန်းဖျားလန်းနဲ့တောင်ဘက်မုတ်ကိုမရောက်ခင်ကျွန်တော်တို့ဘယ်ဘက်ကိုချိုးဝင်သွားမယ်ဆိုရင်ဇီဝကလန်းဆိုတာရှိပါတယ်ဇီဝကလန်းရင်တောက်မှာတော့အခုဆိုရင်စေတုတေသနာဦးစီးဌာနတစ်ခုရှိတယ်ညနေချင်းဆိုင်မှာဆိုရင်ဇဗတ်ရှာတရကဂူဘိမန်တို့ကြီးရှိနေပါလိမ့်မယ်အဲ့တော့ဒီဂူဘိမန်တို့ကြီးကိုကျွန်တော်တို့ဒါအရင်ကတော့ပလီအဆောက်အုံတစ်ခုရှိခဲ့တယ်ပေါ့နော်ကိုလိုနီခေတ်တည်းကအဲ့မှာလေဒီဇဗတ်ရှာဘုရင်ရဲ့မိဖုရားနောက်ပြီးတော့သူ့ရဲ့ညီတို့ဒါစသည်ဖြင့်ညှုံနှံထားတဲ့အုပ်ကူအရာတွေရှိတယ်ဇဗတ်ရှာဘုရင်ကြီးကလေဗမာတီကိုသူဒီလိုနေခံခဲ့ပြီးွားတဲ့အခါမှာ1862ခုနှစ်နိုဝင်ဘာလမှာဒီရန်ကုန်မြို့မှာပဲကန်ကုန်ပါတယ်ကန်ကုန်တဲ့အခါကျတော့အင်္ဂလိပ်ကအဲ့တော့ရွှေဘုံဖျားရဲ့တောင်ဘက်မုတ်အစင်းမှာဆိုရင်သူကကန်တိုမက်ရှိပါတယ်စစ်တန်းလျားလို့ပြောမလားစစ်အခြေသိမ်းစခန်းလို့ပြောမလားပေါ့နော်ရှိပါတယ်အခုကန်တိုမင်္ဂလာပန်းချံပေါ့နော်ကန်တိုမင်္ဂလာပန်းချံဆိုအရင်တော့ကန်တိုမန်ပါအဲ့ဒါနဲ့မလန်မကန်မေကျွန်တော်တို့အရင်တော့ဒီလိုကားလမ်းတွေပါတယ်မရှိသေးဘူးဆိုတဲ့အခါကျတော့မလန်မကန်မေဒီဇဗတ်ရှာဘီယင်ကိုထားခဲ့တဲ့နေရာမှာပဲသူကန်ကုန်သွားတဲ့အချိန်မှာအဲ့နေ့မှာပဲနေချင်းပြီး
နှုတ်နဲ့ကြော်လိုက်တာပေါ့အစ္စလမ်ဘာသာဝင်တွေထုံတန်းစင်လာတလေးအရာပေါ့နော်ဒါပေမဲ့အဲ့တဲ့ရင်ကိုအင်္ဂလိပ်ဆိုတော့ဖုံးဖိထားခဲ့တယ်ဘာကြောင့်လဲဆိုနိုင်ငံရေးအရဒီလိုဘရင်ကန်လိုကုံတော်ကိုသိပြီဆိုတဲ့အခါကျရင်ကျွန်တော်တို့အိန္ဒိယမှာရှိတဲ့ဒီလိုသူ့ရဲ့ပြည်သူတွေကပုံကန်ထကြွတာတွေပါရဲ့ဖြစ်မှာဆိုလို့တဲ့ရင်ကိုနှုတ်နှံထားပြီးတော့နောက်ဆုံးတော့ကန်လိုကုံပြီးတော့နှစ်ပတ်လောက်ကြာတဲ့အချိန်ကြာမှဒီတဲ့ရင်ကိုအိန္ဒိယသိရတယ်ဒါအပြင်အကုန်လုံးထိန်းချုပ်ထားတဲ့အတွက်ဒါဒီချစ်တဲ့မသိခဲ့ကြဘူးပေါ့အဲ့တော့ဒီဇဝါရှာဘရင်ကြီးကိုဘယ်နေရာမှာအတိအကျနေမြုပ်ထားတယ်ဆိုတဲ့ကိစ္စကိုလေကျွန်တော်တို့မသိအောင်ဒီနေရာမှာသူနေထိုင်ခဲ့တဲ့နေရာရှိတယ်နောက်သိမကြခင်မှာပဲသူဇနီးတဲ့နော်မိဖုရားပေါ့နော်နောက်တစ်ခါကျတော့ညီတို့တွေအစင်လိုက်ကွယ်လွန်ကုန်ကြတယ်ကွယ်လွန်ကုန်ကြပြီးနောက်ဒီမှာပတိအဆောင်တစ်ခုကိုလိုနီခေတ္တရရှိလာခဲ့ကြတယ်အဲ့တော့ဒီနေရာကိုကျွန်တော်တို့ဒီပတိအဆောင်မှာဒါအမျိုးသမီးဝတ္ထုဆောင်ရှိတယ်နောက်ပြီးတော့ဒါဒီတရကာလို့ခေါ်တဲ့ဂူဘိမန်တော်ပေါ့နော်သူတော်စင်တွေပေါ့သူတော်စင်လို့လေကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေကတချို့ကတော့ဒီဇဘာရှာဘရင်ကြီးကိုသူတော်စင်ကြီးအဖြစ်မှတ်ယူကြပါတယ်မှတ်ယူကြတယ်လေသူတို့စင်တွေကိုကျွန်တော်တို့သွားပြီးဆူတောင်းတာနောက်တစ်ခါနှစ်တာပို့တာရွတ်ဆိုတာစသဖြင့်ယုံကြည်ကိုးကွယ်မှုနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေကိုလည်းလှုပ်ဆောင်ကြတဲ့ဒလေးရှိပြီးသားပါပဲဒါပေမဲ့1991မှာတော့ဒီဇဘရှာဂူဘိမန်တော်မှာရှိတဲ့အမျိုးသမီးဝတ္ထုဆောင်ကိုဆက်လက်တိုးချဲ့ဖို့အတွက်ညီကြီးတူးတာပေါ့ foundation တူးတဲ့အခါမှာအဲ့နေရာရဲ့ဒီဝတ္ထုဆောင်ရဲ့အနာပေါ့နော်ဒီငကိုဝတ္ထုဆောင်ရဲ့ချဲ့ထွင်းတဲ့ဒီမြေအောက်အနက်3ပေခွဲမှာဆိုရင်တော့ဇဘရှာဘရင်ကြီးရဲ့မကိုဘရင်ကြီးပေါ့နော်ဒီမကိုဘရင်ဇဘာရှာရဲ့ကျွန်တော်တို့ဂူဘိမန်တော်ကိုတူးဖို့ရရှိခဲ့တာပဲဖြစ်ပါတယ်အဲ့တော့တူးဖို့ရရှိခဲ့ပြီဆိုအခုတို့နေရာခင်ဗျားတို့သွားပြီးတော့ဒီရွှေကုံဖျားတောင်ဘက်မဟုတ်ဒီဇီဝကလမ်းမှာရှိတဲ့ဇဘာရှာဂူဘိမန်တော်ပေါ့နော်ဂူဘိမန်တော်ကိုတွားရောက်လေ့လာမယ်ဆိုရင်သူကနေကြီးအောက်မှာပေါ့ underground မှာရှိတယ်ကျွန်တော်တို့သုံးမိခွေအနက်လေကားလေးနဲ့ဆင်းသွားလို့ရတယ်ပေါ့နော်အပေါ်မှာဆိုရင်တော့တခြားသောမျိုးသားအမျိုးသမီးဝတ္ထုဆောင်တွေရှိရဲဇဘာဒီနေအောက် underground မှာလေကျွန်တော်တို့ဒီဂူဘိမန်နဲ့ပေအနေငယ်ကွာမှာဆိုလေအမျိုးသမီးဝတ္ထုဆောင်တည်တံ့ရှိနေတာကိုတွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောချင်တာအဓိကအကြောင်းအရာကတော့ဒီဇဘရှာဘရင်ကြီးရဲ့အကြောင်းနဲ့ဒီဘလီဝအကြောင်းတို့အကြောင်းပေါ့နော်ဒီတရကာသောအကြောင်းပါကျွန်တော်ငငယ်လေးကကျွန်တော်ရောက်ခဲ့ဘူးတယ်ကျွန်တော်သွားရောက်ပြီးတော့လေအဲ့မှာဆိုရင်ဝတ္ထုဆူတောင်းမှုကျွန်တော်ငငယ်တုန်းကအစ္စလာမ်ဘာသာဖြစ်တဲ့အခါကျတော့အဖေတွေအကိုတွေနဲ့အတူအိမ်ကိုရောက်တဲ့အခါမှာဆိုရင်လေဒီစူပေါင်းဝတ္ထုပြီးတော့ကျွန်တော်တို့နှစ်တာပို့ရွတ်ဖက်တဲ့စေတဲ့အစီအစဉ်နဲ့အခမ်းအနားတွေကိုလည်းပါဝင်မှုတယ်အထူးခြားဆုံးတော့ကျွန်တော်တောက်ကြနေနော်ဂျမန်နမက်ပြီးပြီဆိုရင်တော့ဒီပလီမှာအမဲသားနဲ့ထမင်းကျွေးတယ်ပေါ့နော်နေ့လေသာထမင်းကျွေးတဲ့အစီအစဉ်ရှိပါတယ်အလှလုပ်တဲ့အစီအစဉ်ပေါ့အဲ့မှာဆိုလဲဝင်ရောက်စားတော့ခဲ့ဘူးတယ်ဒါဒီအခုကျွန်တော်ဒီအကြောင်းကိုပြန်ပြောရတာကျွန်တော်ရှေ့ပိုင်းနေမှာလေဒါဗမာတီမှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေရဲ့ပလီတွေနော်မန်လေးမှာရန်ကုန်မှာနော်ဒီပလီတွေအကြောင်းလေးကျွန်တော်ပြောခဲ့တာရှိတယ်ဟုတ်ဒါဒီလေဗမာတီမှာရှိတဲ့အစ္စလမ်ဘာသာဝင်တွေနဲ့သက်ဆိုင်နေအိန္ဒိယနိုင်ငံနဲ့လည်းသက်ဆိုင်နေကိုလိုနီအုပ်ချုပ်ရေးနဲ့လည်းသက်ဆိုင်နေအမှန်အထင်ရှားရှိနေတဲ့ကိစ္စတစ်ခုကိုကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဒီဟာကိုလေခင်ဗျားတို့ဒါ Google မှာလည်းGoogle ရှာကြည့်လို့ရပါတယ်ကျွန်တော်ပြောတဲ့ဇာတ်ကြောင်းပါပဲဒါပေမဲ့အကေဝေနဲ့ဒီဗီဒီယိုလေးကိုကြည့်တဲ့ရန်ကုန်မှာလေးရှိနေကြတယ်ဆိုရင်မိတ်ဆွေတို့ဒါလူမျိုးမျိုးဘာသာမျိုးပါအစ္စလာမ်ဘာသာဖြစ်တဲ့ခရစ်ယာန်ဘာသာဖြစ်တဲ့ကြိုက်တဲ့ယုံကြည်ကိုးကွယ်မှုပေါ့နော်ရှိရသူဖြစ်တဲ့မရှိရသူဖြစ်တဲ့ဒါတွားရောက်လေပက်ကြည့်ရှုတဲ့နဲ့အင်မတန်စိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းကြောင်းရေးရအဆောင်တစ်ခုပဲဖြစ်ပါတယ်အဲ့လိုပြောတဲ့အခါမှာဒီတစ်ဆက်တည်းဖြည့်ချပေးခြင်းတဲ့ကိစ္စလေးတစ်ခုလေးရှိပါတယ်ဒါကတော့ဘာလဲဆိုတော့ကျွန်တော်ဗလီရဲ့အကြောင်းပြောတဲ့အခါမှာ comment တွေမှာဒီ TikTok တော့เนาะ YouTube တို့ comment တွေမှာလာမန်းကြတဲ့ man တစ်ခုရှိပါတယ်ဗလီတွေကိုငါတို့ကသွားကြည့်လို့ရလို့လားဗလီတွေကပိတ်ထားတာပဲဗလီတွေကိုဘယ်သူမှဝင်ကြည့်လို့မရဘူးဆိုတဲ့ကိစ္စတွေရှိတယ်အဲ့လိုမဟုတ်ပါဘူးဗလီတွေကိုတချို့အချိန်တွေမှာဗလီတွေကိုပိတ်ထားရတာဆိုတဲ့ကိစ္စဗမာတီသည်ပရိပခါတွေထစ်လေရှာလေးတွေအကြမ်းဖက်ခံရမှုတွေအစ္စလာမ်ဘာသာဝင်တွေအများလုံးအားကြီးတဲ့အခါကျတော့လူတွေပါတယ်မစီတဲ့အချိန်ရှင်းတဲ့အချိန်ဆိုရင်တော့ခက်ခဏတကားပိတ်ထားကြတာမျိုးရှိတယ်တချို့နေရာတွေလူစီကားတွေသူ့ဖတ်သူပလီမာလေးဝတ္ထုကိုကိုွယ်စူးတောင်းမှုတွေဒီလိုကြဲတဲ့ရှိနေနေရာမှာဆိုရင်တော့ပလီတွေကိုခဏလောလောဆာဝင်ရောက်ကြည့်ရှုလို့ရတယ်ကြည့်ရှုတဲ့အခါမှာလေကိုကနည်းနည်း auto attend ဖြစ်နေဒီအစ္စလာမ်ဘာသာဝင်တအူးပေါ့ပလီရှစ်မှာရှိနေသူတအူးကိုအကူအညီတောင်းလို့ရတယ်အဓိကအချက်ကတော့ဝတ္ထုဆောင်တွေကိုဝင်ရောက်ကြည့်ရှုမယ်ဆိုရင်ကိုလက်တန့်စင်ရခြင်းကိစ္စဖြစ်ပါတယ်ခင်ဗျားကိုလက်တန့်စင်ထားတယ်နောက်တစ်ခါကျတော့ဟိုဟာဖြစ်တယ်ဆိုရင်အတွင်းထဲအထိဝင်ရောက်ကြည့်ရှုလောလောဆာလုပ်လို့ရပါတယ်ဒါဇဘာရှာပလီမှာမဟုတ်ဘယ်ပလီမဆိုအတူတူပဲအဲ့တော့ခင်ဗျားတို့ဒီနေရာမှာပြောချင်တာရန်ကုန်မှာရှိနေတဲ့ဗမာပြည်မှာရှိနေတဲ့ကြုံလို့ပေါ့နော်ရောက်ရှိခဲ့မယ်ဆိုရင်တွားရောက်လေ့လာဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒုံမဟုတ်တွားရောက်လေ့လာမှုတွေဒီအကြောင်းသိတဲ့သူတွေလေကျွန်တော်ပြောရတဲ့မှာမပြည့်စုံတဲ့အချက်လက်တွေပါနေ comment မှာမှန်ပေးသိချင်ပါတယ်ဗျဒါကတော့ရန်ကုန်မြို့ရွှေကုံဖျားတောင်ဘက်မှာရှိတဲ့ဇီဝကလမ်းမှာရှိနေတဲ့ဇဘရှာဒီမကိုဘရင်ဇဘရှာရဲ့ကျွန်တော်တို့ဂူဘိမန်တော်နဲ့ပလီအကြောင်းနောက်ပြီးတော့ဒီမကိုဘရင်ဇဘရှာအကြောင်းကိုကျွန်တော်အချင်းချင်းတင်ဆက်ပေးခြင်းဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျ